ထမင်းဝိုင်းမှာခုလိုမျိုးဟင်းနေများနေပြီဆိုရင်ဘယ်ကနေဘလို့စစားလို့စားမှမသိဖြစ်ဘူးကြလားဘယ်ကနေဘလို့စစားမှမသိရင်ကျမကတော့အညာငုတ်သီးစိမ့်ချက်ကနေအရင်စစားလိုက်တာပဲပထမဆုံးတစ်လုပ်ကိုအဆက်ရတာလေးနဲ့ဖွင့်လိုက်တော့နောက်စားမဲ့ရတာတွေအတွက်လည်းရှာသွက်သွားပြီဒါကတော့အညာအလွမ်းပြေအညာမကြီးရွက်ကြောအဆက်စားပြီးအချင်းလေးနဲ့ပါထပ်နေစားရတာလေးကကောင်းမှကောင်းအလှငချောက်ကြော်လေးပါထက်ပြောရင်းဆိုရင်လည်းအညာအလှတောင်တတိရလာပြီဆိုင်မှာအမီးစားကြည့်ပြီးကြိုက်သွားတဲ့ကြက်ဥကြော်ကြော်ကိုလည်းအိမ်ကိုအရတဲလာသေးတာကြက်သားဆိုရင်အသားအကြီးပဲစားချင်တဲ့သူတွေအတွက်လည်းဒီလိုမျိုးကြက်ပေါင်လုံးကလည်းရှိတယ်တကယ်လို့မှအသားအကြီးပဲဒီငရုတ်သီးစိမ့်ကြော်လေးကတော့တော်တော်ကောင်းတာပါကွယ်စိတ်သား6ချက်ဆိုလဲဒီလိုမျိုးအညာချက်လေးကပိုစားကောင်းနေရမျိုးငရုတ်သီးစားတောင်းဆိုလဲရိုးရိုးထောင်းထားတာမဟုတ်ဘဲနဲ့ဒီလိုမျိုးစိတ်သားစားတောင်းလေးထောင်းထားတာဆိုတော့အရသာလေးကထိမိနေရပဲဒီနေ့တော့စိတ်တော်တဲ့ရအောင်မထွက်တော့ဘူးဒါကတောင်တွင်းသူရဲ့စိတ်ချောင်းမာလာလေကျွတ်လေးနဲ့အရန်ဝါလို့ကောင်းတာမာလာနဲ့လေးလဲမှုန်းနေရပဲအရွတ်တွေအကျော်တွေမပါဘဲနဲ့ဒီလိုမျိုးအသားချောင်းကြီးပဲတီးတဲ့ဒါကတော့သူ့ဆိုင်ရဲ့နာမည်ကြီးစိတ်ပြားမိခင်ပေါ့တပြားကိုလည်းကြည့်အောင်ကျမလက်ဝါးလောက်ကိုရှိတယ်ဒီတိုင်းစားလဲစားလို့ကောင်းတယ်လို့စိတ်လေးစိမ်ပြီးစားရင်ပိုလို့တောင်ကောင်းတယ်ကျမခုစားနေတဲ့တောင်တွင်းသူစားတော့ကောင်ကလေဆိုင်မှာလာဝယ်သမျှလူတိုင်းကိုဟင်းအမြင့်ကျွေးပြီးမှကိုရောင်းတာဈေးဝင်နေရင်ဟင်းတွေတစ်မျိုးစီလိုက်မြည်ရတာနဲ့တင်ကိုတော်တော်တန်နေပြီဆိုင်လေးစာလေးကအမှတ်268B တောင်ဥက္ကလာ6ရက်ကွက်အင်းဝ3လမ်းထဲမှာပါဆုံးထိကြည့်ပေးလို့ကျေးဇူးပါဘိုင်